တိခဏနဲ့ဆိုတာကိုလူတွေကအရှုံးပေးတယ်လို့မြင်နေကြတိခဏဟာအရှုံးပေးတာမဟုတ်ဘူးအနိုင်ယူတာသာဖြစ်တယ်လောကလူသားတွေရဲ့ရှုံးရင်းနိုင်ရင်းလို့သတ်မှတ်ချက်ဘုရားမြတ်စွာရဲ့သတ်မှတ်ချက်နဲ့အမြဲတမ်းကွာခြားတယ်လောကလူတွေကကိုကပြန်မပြောလိုက်ရဘူးဘာမှမလုပ်လိုက်ရဘူးဆိုရှုံးတယ်လို့ထင်နေတကယ်တော့ကိုကအနိုင်ရလိုက်တာလို့အနိုင်အရှုံးဆိုတာတေးသေးချာချာတွက်ချက်ပြီးတော့ကြည့်တဲ့အခါတိခဏမှုကနိုင်လိုက်တယ်ဆိုတာအမြဲတမ်းထင်ရှားတာရကတစ်ခုကိုနှိုင်းရှင်ပြီးတော့ကြည့်လေရသော်ဘုရားနဲ့ဒေဝဒတ်ရှင်တွဲပြီးတော့ပေါ်ပေါက်လာတာဆွေမျိုးထဲမှာရသော်ဘုရားကိုဆန့်ကျင်မဲ့ပုဂ္ဂိုလ်ရသော်ဘုရားရဲ့ညီကိုဝမ်းခွဲတော်တဲ့ပုဂ္ဂိုလ်ဖြစ်ုံများမကလူဘဝကရောက်ဖဆိုတဲ့မြို့အတိုင်းဝိုင်းနဲ့တောင်ရောက်လာသေးတာအဲ့ဒီနှစ်ဦးကိုပဲနှိုင်းရှင်ပြီးတော့ကြည့်ရသော်ဘုရားကမြေဓုတဖွဲတိခဏမှုဆွမ်းအားနဲ့ပြည့်စုံတယ်ဒေဝဒတ်ကလုံးဝတိခဏနိုင်စွမ်းမရှိတဲ့ပုဂ္ဂိုလ်အဲ့တော့တိခဏသူနဲ့တိခဏမှုမရှိတဲ့ပုဂ္ဂိုလ်တိခဏသူကိုစော်ကားတဲ့ပုဂ္ဂိုလ်ဒေဝရတ်နဲ့မြတ်စွာဘုရားဒေဝရတ်ဟာမြေရှိုးသွားရတဲ့နောက်ဆုံး